ဘိုးဆုံးသွားတာဟာဒေါ်လေးတို့အိမ်ကထွက်သွားပြီးတနစ်ကျော်မှဆိုတော့ကျွန်တော်ကလေးကမွေးခဲ့မှာပဲလေအဲ့ကျွန်တော်ကလေးဘယ်မှာရှိလဲဆိုတော့ကျွန်တော်ဘယ်လိုသိရမှာလဲဟုတ်ပြီအေးမြမဟုတ်တော့မှသူတို့ကငါတို့လာပြောပြတာဟာဒီမှာတော့ကသူတတ်တယ်လို့တဲ့ရဲမှုရဲစင်းနဲ့ပြေးချင်းနေတာမူးနောက်နေတာပဲဟာနေရာနဲ့ထပ်ပြီးမူးနောက်မလုပ်ပါနဲ့ဒါရွှေပြီးငါတို့မူးနောက်မလုပ်ပါနဲ့ဟာဒီမှာငါအခုပြောပြတာတွေရတယ်ဒါအကောင်ပဲငါသိရအကောင်ပဲဒါနောက်တယ်လည်းမသိတော့ဘူးဟာကျွန်တော်မိမမသိခင်ဘယ်လိုဖြတ်တန်းခဲ့တယ်ဆိုတာကျွန်တော်သိမှဖြစ်မှာပေါ့အေးမြမိုးကလေသူ့အဖေလဲသေးနင်းကိုဆက်သွယ်ပြန်တော့လဲနင်းအမေနဲ့နင်းနောက်ယူထားတဲ့မယားကလေသူ့ကလေးမွေးမှာစိုးလို့တဲ့အမျိုးမျိုးဒုက္ခတွေပေးကြတာဟေးငါတို့တော့နေစရာမရှိတဲ့ဘူအောင်ရောက်တာအဲ့ဒါလောက်ထိဒုက္ခဖြစ်ရတဲ့အတွက်ကြောင့်လေဒီကောင်မကိုမုန်းလို့စိတ်နာပြီးမောင်းချပလိုက်တာနောက်ပိုင်းသူ့ဘာသူဘလို့ရှောက်လဲဆိုတော့ငါလည်းမသိတော့ဘူးလေသူ့ဘာသူဖြစ်ချင်တာဖြစ်ကိုတူမတယောက်လုံးကိုတက်သိပြီးအဆုံးစင်ရင်သွားတာလေဘာလို့ဘာခံစားကြမှမရှိရတာလဲဟဲ့သူ့ကိုသူတတ်တယ်တာငါတတ်တာမှမဟုတ်တာနင်လို့ဖြစ်တာလေဟာတော်ပါတော့ခွန်းလုံးတင်တာကိုခွန်းလုံးပြလိုက်ပါတော့မန့်ညိုရညရလေလိုက်ကန်းစိုးကိုမတူဘာလဲဟုတ်နင်းဆက်ပဲပြောချင်တယ်ငါသိလားငါပြောပြမယ်ဟဲ့ဘောင်းစီမင်းငါတို့မိသားစုနေဖို့အိမ်ပေးမှာသိကြတယ်နော်အိမ်ဝယ်ပေးမယ်ဗျာဦးလေးတို့မိသားစုအေးချမ်းချမ်းနေစေရမယ်ကျွန်တော်ကလေးပဲမလဲဆိုတော့ပြောပြဟဲ့ငါတို့ကနင့်ကိုဘယ်လိုယုံရမှာလဲငါတို့နေကအမြဲလိမ့်နေတာလေဒုက္ခပါပဲဗျာဒီမှာကားတော့အပေါင်ပြည့်ယူထားလိုက်ရေးကြည့်တာပဲပြောကျွန်တော်ကလေးပဲမလဲအေးမြမိုးကသူ့ယုံကတန်ရှင်းလုပ်တဲ့ဒေါ်အေးဆိုတဲ့မိန်းမရဲ့ရွာမှာကလေးသွားမွေးတာယောက်ျားလေးမွေးတယ်အေးမြမိုးကိုတတ်တယ်တော့ဒေါ်အေးတို့သားမိလေလာကြတယ်အဲ့ဒီမွေးလာတဲ့ကလေးကိုငါ့ကိုပေးခဲ့မှာဆိုလို့ငါဘာမှမမေးခဲ့လိုက်တော့ဘူးဟာတေးကြတာတခုကတော့ယောက်ျားလေးမွေးတယ်ဆိုတာအဲ့ဒီနင့်သားကဒေါ်အေးရှိမှရှိသားလေးမွေးတယ်ဟာလားအဲ့ဆိုအဲ့ဒေါ်အေးတို့ရွာကိုကျွန်တော်လိုက်ပို့ပေးပါလားငါလည်းနေရတော့အတိအကျမသိဘူးဟာသုံးခွဘက်ကရွာတွေ့မှာတဲ့အဝတ်လျှော်တဲ့ဒေါ်အေးတို့မိသားစုလူတိုင်းသိတယ်တဲ့အဲ့ဒါလိုက်သွားကြည့်လိုက်ပေါ့ကျွန်တော်တောင်းကျွန်တော်မရရအောင်ပြန်ခေါ်မယ်မိုးပေါ်မှာကြေခဲ့တဲ့တောင်ဝင်နဲ့အပြစ်တွေအတွက်ကျွန်တော်တောင်းကျွန်တော်အကောင်းဆုံးပြန်ပေးဆက်မယ်ဒါကြီးပဲပေးဆက်ဖို့လုပ်နေတော့နော်အားတို့လည်းပြန်ပေးဆက်အောင်ပါဆယ်လေးနဲ့ညီကိုရဲ့ကိုရွာအကောင်းဆုံးနော်ညီမေဆုံးတာရဲတဲ့လားဖြစ်မကြသေးဘူးအခုအိမ်ပြောင်းမယ်ဆိုတော့ဖြစ်တယ်ရလားညီမနဲ့မောင်လေးတာကလေးတွေပဲရှိတယ်ဘလို့အားကိုရမှာတော့ငါတို့ရက်ွက်သူရက်ွက်သားတယ်လေကလေးကိုစောင့်ရှောက်ထားနိုင်ပါတယ်အိမ်တော့မပြောင်းပါနဲ့နော်လို့ဒီမှာအတော်တော့ခေါ်ရချင်တယ်ဆိုရင်မိုးနာကိုခေါ်ထားလိုက်။ तू ကကျမတို့နဲ့တွေးလည်းမတော်ဘူးသားလည်းမဆက်ဘူး။အမေအရန်စိတ်ထားကောင်းလွန်ပြီးတော့မွေးထားတဲ့ကလေး။မအေးမြမိုးတည်သွားတော့အိမ်မှာအိုက်ကောင်ကတောင့်တင်နေခဲ့တာ။ကျမအတွက်တော့မိမိတယောက်ကောင်းကောင်းတောင်းဝင်ယူနိုင်တယ်။ညီနဲ့အေးပြောရဆိုတာခတ်လိုက်တာဓမ္မနင့်အမေကလေအုံနောက်သေးကြောပြက်ပြီးရုတ်တရက်ဆုံးသွားတာ။သူ့စိတ်ချမ်းသာကိုဒီမှာခဏပြည့်နေကြပါဦးလား။ဒေါ်ရွှေမိနားနဲ့ညင်းလိုက်တာစကားနဲ့များတယ်အခုကိုညီမမလားဒီကောင်ခေါ်ထားလိုက်မိမိပေးလိုက်သူ့ဟမ်မပေးပါဘူးအမလေးကျမဘာလို့ခေါ်ထားရမှာလဲကျုပ်နဲ့ဘာဆိုင်လို့လဲဒီမှာတပြေညီတို့တွေလေမိမဲ့ဖမဲ့နဲ့တနာစရာဖြစ်နေလို့ရက်မိရက်ဖတယောက်နေနဲ့ငါကလာကူညီတာပြီးတော့ညီကအပျော်လေးဒီရွာကနေထွက်သွားလို့ရှိညီရဲ့ဒီကလေးတွေစားရမယ်တောက်ရမယ်ဖြစ်နေမှာဆိုတော့ငါအကူညီပြီးလာပြောပေးတာမနာခံရင်လည်းသဘောပဲအမလေးငေါ့မြခလေးထိုးထက်နေသေးတယ်အံ့ဩတယ်အဲ့ဒါပြောတာဗောလူတွေကစကလုံးနေနဲ့ပဲကုညီချင်ကြတာတကယ်လည်းလက်တွေ့ကြတော့ဘယ်သူမှမကုညီချင်ကြဘူးဒီမှာတော့ရွှေမိကျမတို့ညီမနှစ်ယောက်ကကိုယ့်ဘက်ကိုကြောင်းနိုင်တယ်ဘယ်သူကိုညီမမလို့ရှင်းတယ်နော်ပြန်တော့ရှိုင်းလိုက်တာဒီလောက်နန့်ကျင်ရွချင်နေတဲ့ဟာနေသွားချင်နေရသွားကြွဟဲ့စိန်နာနဲ့လာပြောစိန်နာစော်ကားတယ်သွားပြီကြွကြီးရှင်မိဟဲ့ခေါ်မနေနဲ့အလက်ကတတ်ဆရာလာလုံနေတာကုညီကြတော့ကုညီခြင်းနဲ့ခလေးကြတော့ခေါ်မထားခြင်းဘူးမိမိငါတို့ဒီကောင်ထားခဲ့မှဖြစ်မယ်နော်ဘာလို့ထားခဲ့ရမှာလဲမမကလည်းဝန်းနှောင်းလေးကမိမိတို့မောင်လေးပဲဟိုဟဲ့နေနဲ့ငါနဲ့ရမှာညီမအရင်ခောက်တွေပါဒါဟိုတိတ်သွားတဲ့အေးမြမုံရဲ့ခလေး
နင့်မေကုညီကောင်းတာလေအခုတော့ငါတို့ညီမနှစ်ယောက်ခက်လဲ